မြန်မာတက်ကလေး1366 13697ရက်5လ2025ကစောလာပြည်နေအတုမရှိဗုဒ္ဓမြတ်စွာဘုရားရှိ၏ဗျာဒိတ်ခံတော်မူသောနေ့ဖွားမြတော်မူသောနေ့ဘုရားအဖြစ်သို့ပြောင်းလဲတော်မူသောနေ့ပရိနိဗ္ဗာန်ဆန်တော်နေ့ဤနေ့သူနေ့များတွင်ဘုရားတပည့်တော်သည်မြတ်တော်ပံမြတ်တော်ရည်ချမ်းမြတ်တော်စီမီမြတ်နတာတိုင်းနှင့်စွမ်းရည်ချမ်းအားလုံးကိုကပ်လူပူဇော်ပြီးမဟာမြတ်ပဋ္ဌာန်းတနာတော်ကြီးအားရုပ်ဖြတ်ပူဇော်သောကုသိုလ်ကောင်းမှုဖြင့်ဒီကောင်းမှုအစုစုကိုအဖို့ကပါကြောင့်ခုနှစ်ရက်တမီပေါင်းနဲ့စိတ်ချမ်းသာကိုချမ်းပါ၍အသေးရှိအနာမကဲ့ချင်းအခက်အခဲမှတည်းကဝေးပါစေပြီးတော့ပြုတော်ကုသိုလ်ကောင်းမှုသည်ယခုလက်ရှိသောမိခေဖခေတို့လည်းဘေးကင်းအလုံးစုံချမ်းသာပြီးစိတ်ချမ်းသာသောဘဝကိုပိုင်ဆိုင်နိုင်ပါစေဗျာ